လုံးမင်္ဂလာပါလွန်ခဲ့တဲ့၄နှစ်လောက်က2021ခုနှစ် YouTube မှာတမန်တော်များမျိုးရိုးဆင်းသက်လာကြပုံဆိုပြီးဒီအခန်းနဲ့ကျွန်တော်တို့ channel ကိုစခဲ့ပါတယ်စမလို့စလိုက်ရတာပဲရှိပါတယ်ကျွန်တော်တို့ video quality ကိုကျွန်တော်တို့မနှစ်သက်ခဲ့ကြပါအတန်ဖန်ရမှာအသုံးပြုခဲ့တဲ့ device တွေမကောင်းတာရဲ့တကယ်အသုံးပြုတဲ့ software တွေကိုအသုံးမပြုနိုင်ခဲ့တာကိုအသုံးပြုနေတဲ့ computer က video editing အတွက်အနည်းဆုံးလိုအပ်တဲ့ capacity မရှိတာစသဖြင့်အခက်အခဲတွေကတပုံတစ်ခေါင်းရှိနေခဲ့ပါတယ်အခုကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့၄နှစ်အတွင်းဒီလိုအပ်ချက်တွေကိုတတ်နိုင်သလောက်ဖြစ်တင်နိုင်ခဲ့ရာကိုထုတ်လုပ်လိုက်တဲ့ဗီဒီယိုတွေနဲ့ပတ်သက်လို့ယုံကြည်မှုပိုရှိလာခဲ့တယ်လို့ဆိုနိုင်ပါတယ်ဒါကြောင့်ယခင်ကပြုတ်စပြင်းအောင်တင်ဆက်ခဲ့တဲ့အခန်းတွေကိုပြန်လည်ပြုပြင်မွမ်းမံသွားမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်တိုက်ဆိုင်လို့ဆိုရမလားကျွန်တော် channel ကို YouTube ကဖယ်ရှားလိုက်တော့အသစ်တင်ဆက်မှုတွေခိတ္တနာပြီးအခုလိုမွမ်းမံသွားဖို့စီစဉ်လိုက်ရပါတယ်အခုအခန်းမှာကျမ်းတော်များကုရ်အာန်ထဲဖော်ပြပါရှိထားတဲ့တမန်တော်25ဦးရဲ့မျိုးရိုးဆင်းသက်လာကြပုံကိုတင်ဆက်သွားဖို့ဖြစ်ပါတယ်။ယခင်တင်ဆက်မှုမှာကြံနေခဲ့တဲ့အချက်လက်အချို့ကိုလည်းထပ်သွင်းတင်ဆက်သွားပါမယ်။ဒီမှာကျွန်တော်တို့ channel ကနေတင်ဆက်နေတဲ့တင်ဆက်မှုအလုံးဟာအရှိကိုအရှိအတိုင်း academic ရှုထောင့်ကနေတင်ဆက်နေတာဖြစ်ကြောင်းအသိပေးလိုပါတယ်။အခုတင်ဆက်သွားမဲ့တမန်တော်များမျိုးရိုးဆင်းသက်လာကြပုံကလည်း Islamic ရှုထောင့်တစ်ခုတည်းကိုတိကျဖော်ပြထားတာမျိုးမဟုတ်ပဲခရီးယန်တို့ရဲ့တမန်ကျမ်းဂျူးတို့ရဲ့တူရာကျမ်းတွေနဲ့နှိုင်းယှဉ်ပြီး academic ရှုထောင့်ကနေရှင်းလင်းတင်ပြထားတာဖြစ်ကြောင်းကျွန်တော်ပရိသတ်ကိုအသိပေးလိုပါတယ်။သို့သောကျမ်းတော်များကုရ်အာန်နဲ့အစ္စလာမ်ယုံကြည်မှုအရာဇယားမှာတမန်တော်တွေရဲ့ရုပ်ပုံတွေကိုအသုံးမပြုဘဲ Arabic calligraphy စလုံးတွေကိုပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ခရီးယန်နဲ့ဂျူးတို့ရဲ့ယုံကြည်မှုလိုပဲအစ္စလာမ်ယုံကြည်မှုမှာလည်းလူသားအစကိုအာဒမ်နဲ့ Eve နဲ့စပါတယ်။မြန်မာလိုအာဒမ်နဲ့အေဝါဖြစ်ပါတယ်။သို့တော်မွတ်စလင်တို့က Eve ကိုဟာဝါလို့အတန်ထွက်တယ်လို့နောက်ထပ်ခြားနာချက်အချို့လည်းရှိနေပါတယ်။ဥပမာဒီဇယားမှာဖော်ပြပါရှိတဲ့တမန်တော်25ဦးလုံးကိုအစ္စလာမ်ကတမန်တော်အဖြစ်သတ်မှတ်တယ်ဆိုပေမဲ့ခရစ်ယာန်တို့ရဲ့တမန်ကျမ်းအရာမိုးဆက်နဲ့အလိုက်ဂျာ2ဦးကိုပဲတမန်တော်လို့သတ်မှတ်တာဖြစ်ပါတယ်။အာဒမ်သခင်နဲ့ပတ်သက်လို့ဂျူးတွေရဲ့တူရာကျမ်းခရစ်ယာန်တို့ရဲ့တမန်ကျမ်းမွတ်စလင်တို့ရဲ့ကုရ်အာန်ကျမ်းတွေမှာဖော်ပြထားတယ်ဆိုပေမဲ့တမန်တော်အဖြစ်သတ်မှတ်ထားတာမဟုတ်ပါသို့တော်ကုရ်အာန်ကတော့တမန်တော်အဖြစ်သတ်မှတ်ထားပါတယ်။အစ္စလာမ်ယုံကြည်မှုအရာအာဒမ်သခင်နဲ့ဟာဝါသခင်မတို့မှာအမွှာမွေးခြင်းတွေရှိကြပါတယ်။တားယောက်ျားလေးကာဘီလီရဲ့အမွှာညီမကအီကလီမီယာဖြစ်ပြီးဟာဘီလီရဲ့အမွှာညီမကလက်ယူဒါဖြစ်ပါတယ်။ဘိုင်ဘယ်ထဲကိန်းနဲ့အေဘယ်လို့ဖော်ပြထားပါတယ်။အာဒမ်သခင်အနေနဲ့သူ့သားသမီးတွေကိုထိမ်းမြပေးရမှာကာဘီလ်ကိုဟာဘီလီရဲ့အမွှာညီမလက်ယူဒါနဲ့တတွဲဟာဘီလ်ကိုကာဘီလီရဲ့အမွှာညီမအီကလီမီယာနဲ့တတွဲဒီလိုစီစဉ်ပါတယ်။ဒါပေမဲ့ကာဘီလ်ကသူနဲ့အမွှာမွေးခြင်းဖြစ်တဲ့အီကလီမီယာကိုပဲသဘောကျတာကြောင့်အီကလီမီယာကိုပဲထိမ်းမြမယ်ဆိုပြီးအချင်းများကြရာကနေကာဘီလ်ကညီဖြစ်သူဟာဘီလ်ကိုတတ်မိပါတယ်။ကဲဒီလိုဆိုဘလို့ဆက်သွားတာလဲလို့ဘာသာမက်တွေဖက်ကဇောရကတက်တာတွေတွေ့ရပါတယ်။အာဒမ်သခင်နဲ့ဟာဝါသခင်မမှာနောက်ထပ်သားသမီးတွေရှိနေပါသေးတယ်။ဒီဇယားမှာရှိတ်လို့ဖော်ပြထားတာတွေ့နိုင်ကြပါတယ်။ကျန်တဲ့သားသမီးတွေကိုလည်းသူခေဥပဒေအတိုင်းတင့်တော်သလိုထိမ်းမြပေးခဲ့မယ်လို့ယူဆနိုင်ကြပါတယ်။နောက်ထပ်တစ်ခုကအဒမ်သခင်ကသူ့သားသမီးတွေကိုထိမ်းမြပေးမှုနဲ့ပတ်သက်လို့မေးခွန်းတွေနဲ့အတူအမနာပအပြောအဆိုတွေလည်းတွေ့နေရပါတယ်။ကျွန်တော်အနေနဲ့ဒါအရှင်မြတ်ထုတ်ပြန်ထားတဲ့ဘာသာတရားအလုံးကဒီလိုပဲတညီတညွတ်ဒီလက်ခံယုံကြည်ထားတဲ့အတွက်ဒီတိုင်းပဲလို့အဖြေပေးလိုက်ပါတယ်။သိပ္ပံနဲ့ theory ဆိုင်ရာညှင်းခုန်မှုတွေမှာကျွန်တော်ပါဝင်မှာမဟုတ်ကြောင်းလည်းအသိပေးလိုပါတယ်။ဘာသာတရားတစ်ခုရဲ့အတိတ်နဲ့ကိုတစုံတရာမလစ်လာမစီးပူးပဲပြောချင်ရပြောတယ်ဆိုတာပညာမဲ့သူတွေအတွက်သာအလုံးအမင်းလွယ်ကူတဲ့အလုပ်ဖြစ်တာကြောင့်ဆင်ခြင်ကြဖို့လိုပါတယ်။ကျွန်တော်တို့ဇာတ်ကိုဆက်ကြည့်ကြပါမယ်။ကျမ်းမြတ်ကုရ်အာန်ထဲနောက်ထပ်ဖော်ပြထားတဲ့တမန်တော်တဦးကတမန်တော်အီဒရစ်ဖြစ်ပါတယ်။တမန်ကျမ်းထဲအီနော့ခ်လို့ဖော်ပြထားပါတယ်။အခုထိဖော်ပြခဲ့တဲ့အမည်နာမတွေအားလုံးဟီဘရူးဘိုင်ဘယ်နဲ့အကွဲလွဲမရှိပါ။အာရဗီစလုံးပေါင်းတပ်ပုံနဲ့ရေးလိုက်တဲ့အခါအတန်ထွက်နည်းနည်းကွဲတာလောက်ပါအစ္စလာမ်ယုံကြည်မှုအရာတမန်တော်အီဒရစ်ဟာကလောင်ကိုပထမဦးဆုံးအသုံးပြုခွင့်ရခဲ့သူဖြစ်ပါတယ်။နက္ခဗေဒနဲ့အခြားသိပ္ပံပညာရပ်တွေကိုသင်ယူစည်းပူးခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။တမန်တော်အီဒရစ်ကတမန်တော်နူးရဲ့ဘိုးဘေးတူဖြစ်ပါတယ်။တမန်တော်နူးကိုအနောက်တိုင်းကနိုးအလို့သိကြပါတယ်။ဇယားမှာတမန်တော်နူးအကွက်ကိုအဝါရောင်ဝိုင်းပြထားပါတယ်။ဒီဇယားမှာအခုလိုဖော်ပြထားတဲ့တမန်တော်9ဦးရှိပါတယ်။ဒီတမန်တော်တွေကိုဥလူအစ္စမီလို့ခေါ်ပါတယ်အဓိပ္ပာယ်ကကြံ့ကြံ့ခံနိုင်သူခန္တီပါရမီနဲ့ပြည့်စုံသူတွေလို့ပြန်ဆိုနိုင်ပါလိမ့်မယ်
တမန်တော်နူးကိုနောက်ထပ်လူသိများတာကသူ့တင်ပေါ်ကြောင့်ဖြစ်ပါတယ်။သူ့အမျိုးသားတွေကိုရေလွှမ်းမိုးမှုကလွတ်မြောက်နိုင်ကြဖို့တင်ပေါ်ဒဇင်တိဆောက်ပြီးကဲတင်ခဲ့တာဖြစ်ပါတယ်။သူ့တင်ပေါ်မှာတိရစ္ဆာန်တစုံစီနဲ့သူ့စကားကိုလက်ခံတဲ့သူတွေပါဝင်ခဲ့ကြပါတယ်။ဒီမှာကုရ်အာန်နဲ့တမန်ကျမ်းကွက်လက်ချက်အချို့ရှိပါတယ်။ကုရ်အာန်ကတမန်တော်နူးမှာသား၄ဦးရှိတယ်လို့ဆိုပါတယ်။တမန်ကျမ်းကတော့၃ဦးလို့ဖော်ပြထားပါတယ်။ဇနီးအပါဝင်သား၄ဦးစလုံးယင်းနှစ်တည်ဆုံခဲ့တယ်လို့ဖော်ပြထားပါတယ်။သူတို့တွေဟာတမန်တော်နူးသခင်ရဲ့ရေလွှမ်းမိုးမယ်လို့ကြိုတင်မိန့်ကြားခဲ့တဲ့စကားကိုမယုံကြည်လက်မခံသူတွေဖြစ်ကြပါတယ်။တမန်တော်နူးပြီးနောက်တမန်တော်ဟူဒ်နဲ့တမန်တော်ဆာလီလ်တို့ဖြစ်ကြပါတယ်။ဒီတမန်တော်တွေနဲ့ပတ်သက်လို့ဟီဘရူးဘိုင်ဘယ်ထဲဖော်ပြထားတာမတွေ့ရပါ။တမန်တော်ဟူဒ်ကတမန်တော်နူးထံကနေဆင်းသက်လာတာဖြစ်ပြီးတမန်ကျမ်းထဲမှာအဘရာလို့ဖော်ပြထားတာတွေ့ရပါတယ်။တမန်တော်ဆာလီလ်ကိုတမန်ကျမ်းထဲဖော်ပြထားတာမတွေ့ရပါ။အစ္စလမ်ဘောင်းချုပ်ကျမ်းမဟာဝင်ကျမ်းတို့မှာဆွာလီလို့အတန်ဖလှယ်ထားတာတွေ့ရပါတယ်။မဟာဝင်ကျမ်းအလိုအရတမန်တော်ဆွာလီဟာအာရေဗျကျွန်းဆွယ်ဟီဂျတ်နဲ့ရှမ်အကြားမှာရှိနေတဲ့သမူးလူမျိုးတွေကိုတရားပြခဲ့ရပါတယ်။သို့တော့အဲ့ဒီလူမျိုးတွေတမန်တော်ရဲ့တရားကိုလက်မခံခဲ့ကြပါ။ဒီတရားတွေနဲ့အတူသူ့ကိုတမန်တော်အဖြစ်လက်ခံကြဖို့တဘာဝလုံဖြစ်ရတွေနဲ့တက်တည်ပြဖို့တောင်းဆိုခဲ့ကြပါတယ်။သူတို့တောင်းဆိုကြတာကတတ်မှတ်ထားတဲ့နေ့မှာကာစီဘာကြောက်တုံးကြီးကနေကလုတ်မတကောင်ကိုမွေးထုတ်စေခဲ့ကြပါတယ်။တမန်တော်ကလည်းသူတို့တောင်းဆိုတယ်လို့လှုပ်ပြခဲ့ပါတယ်။ဒါပေမဲ့သူတို့ထဲကအချို့လောက်သာသူ့ကိုတမန်တော်အဖြစ်လက်ခံခဲ့ကြပြီးအများကတော့ညင်းငင်းခဲ့ကြရာကနေနောက်ဆုံးမှငလျင်ကြီးကြောင့်သမုဒ်အမျိုးသားများအလုံးတည်ကြည်ပျက်စီးခဲ့ရပါတယ်။ဇယားမှာအဝါရောင်ဝိုင်းပြထားရာတမန်တော်တွေထဲကဒုတိယမြောက်တမန်တော်ကတမန်တော်အိဘရာဟင်ဖြစ်ပါတယ်။တမန်ကျမ်းထဲမှာအဗျာဟန်လို့အတန်ထွက်ပြီးဟီဘရူးဘိုင်ဘယ်ထဲမှာအီဘရာဟင်လို့အတန်ထွက်ပါတယ်။ဂျူးမွတ်စလင်ခရစ်ယာန်ဒီဘာသာတရား၃ခုစလုံးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတဲ့တမန်တော်ကြီးတဦးဖြစ်ပါတယ်။ကျမ်းမြတ်ကုရ်အာန်ထဲဖော်ပြထားတဲ့အကြောင်းအရာတွေနဲ့တမန်ကျမ်းထဲဖော်ပြထားတဲ့အကြောင်းအရာတွေထူးထူးခြားခြားခြားနားချက်တွေရှိနေတဲ့တမန်တော်တဦးလည်းဖြစ်ပါတယ်။တမန်တော်အိဘရာဟင်မှာသား၂ဦးရှိပါတယ်။အစ္စမာအီနဲ့အစ္စဟက်ဆိုပြီးကျမ်းအလုံးအဆိုညီကြပါတယ်။ဟီဘရူးကျမ်းကအစ္စမာအီကိုအစ်မေအစ္စဟက်ကိုအိုက်ဇက်ဆိုပြီးအတန်ထွက်ထားတာတွေ့ရပါတယ်။အစ္စမာအီကအာရဗ်တွေရဲ့ဘိုးဘေးဖြစ်ပြီးအစ္စဟက်ကအစ္စရာအီမျိုးနွယ်တွေရဲ့ဘိုးဘေးဖြစ်ပါတယ်။အစ္စရာအီမျိုးနွယ်ဆိုတာဒီနေ့အခေါ်ဂျူးတွေဖြစ်ပါတယ်။အစ္စရာအီမျိုးနွယ်ကိုတမန်ကျမ်းမြန်မာပြန်ထဲအိတ်တရေလမျိုးနွယ်ဆိုပြီးဖော်ပြထားပါတယ်။တမန်တော်အိဘရာဟင်နဲ့ပတ်သက်လို့ကျမ်းတော်များကုရ်အာန်ထဲအများအပြားဖော်ပြထားသလောက်တမန်ကျမ်းထဲနည်းနည်းပါးပါးသာတွေ့ရပါတယ်။ဥပမာတမန်တော်အိဘရာဟင်ကင်နွန်ဒီနေ့ပါလက်စတိုင်းတို့မထွက်ခွာမီမက်ဆိုပိုတီမီးယားမှာရှိခဲ့စဉ်ကသူ့ဘဝဇက်ကြောင်းနဲ့ပတ်သက်လို့ဖြစ်ပါတယ်။ကိုယ်ကွယ်ရာအရှင်တပါးဒီဆိုတဲ့အယူကိုလူသားတို့နဲ့မိတ်ဆက်ပေးခဲ့ရာကနေအေယာမမိဘုံကြီးထဲပြစ်ချခံရပုံမိဘုံကြီးထဲကနေတစုံတရာလောင်ကျွမ်းခြင်းမရှိဘဲထွက်ခွာလာခဲ့ပုံစသဖြင့်ဖြစ်ပါတယ်။ထူးထူးခြားခြားကွဲပြားခြားနားနေတာကသား၂ဦးနဲ့ပတ်သက်လို့ဖြစ်ပါတယ်။တမန်တော်ကြီးရဲ့ကူရ်ဘာနီနဲ့ပတ်သက်လို့ဖြစ်ပါတယ်။တမန်ကျမ်းအရာသားငယ်အစ္စဟက်ကိုကူရ်ဘာနီလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကျမ်းမြတ်ကုရ်အာန်ထဲမြည်သူမြည်ဝါဖြစ်ကြောင်းအမည်နာမအတိအကျဖော်ပြထားတာမရှိဘူးဆိုပေမဲ့အလိုသဘောအရသားကြီးဖြစ်သူအစ္စမာအီပဲဖြစ်နိုင်ပါတယ်။ကျမ်းမြတ်ကုရ်အာန်ကအစ္စမာအီနဲ့အစ္စဟက်နှစ်ဦးစလုံးကိုတမန်တော်များအဖြစ်သတ်မှတ်တယ်လို့တူဖြစ်သူလုတ်ကိုလည်းတမန်တော်အဖြစ်သတ်မှတ်ပါတယ်။တမန်တော်လုတ်ကိုတမန်ကျမ်းထဲမှာ Lot လို့အတန်ထွက်ထားတာတွေ့ရပါတယ်။အစ္စလာမ်ကတမန်တော်ကြီးဟာသားကြီးဖြစ်သူအစ္စမာအီကိုခေါ်ပြီးဒီနေ့မွတ်စလင်တို့ဟတ်ဂျ်သွားကြရာကာဘာကျောင်းတော်ကိုတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။နှုတ်ဆိုအရွယ်သားငယ်လေးအစ္စမာအီနဲ့ဇနီးတဲ့ဟာဂျရာသခင်မတို့ကိုခေါ်သွားခဲ့ပြီးဒီနေ့ကာဘာကျောင်းတော်နေရာမှာချထားခဲ့ပါတယ်။သခင်မကကျမတို့ကိုဘယ်သူစောင့်ရှောက်မလဲဆိုတော့တမန်တော်ကြီးကအရှင်မြတ်စောင့်ရှောက်ပါလိမ့်မယ်လို့ဆိုပြီးထားခဲ့ပါတယ်။အဲ့ဒီမှာဒါကအများတို့ကြားဖူးပြီးလည်းဖြစ်ပါလိမ့်မယ်။ရေရကြောင်းဆဖာနဲ့မရဝါကို9ကြိမ်တိုင်ဟိုတီအပြေးလွှာရေရှာခဲ့ပါတယ်။ဒါကိုကျွန်တော်တို့ဟာဂျီတွေဟတ်ဂျ်လုပ်တဲ့အခါဟာဂျရာသခင်မပြေးခဲ့တယ်လို့ဒီအတိုင်းပြေးကြရပါတယ်။ဟာဂျရာသခင်မကြီးရေမရပဲပြန်လာခဲ့ပေမဲ့သားငယ်လေးအနီးမှာရေတွေပန်းထွက်နေတာတွေ့ရပါတယ်။ဒါကဒီနေ့ကာဘာကျောင်းတော်အနီးမှာတွေ့နေရတဲ့ဆမ်ဆမ်ရေတွင်းဖြစ်ပါတယ်။ဟာဂျီတွေဆဖာနဲ့မရဝါကိုပြေးပြီးနောက်ဆမ်ဆမ်ရေတွင်းကရေတောက်ကြပါတယ်။တမန်တော်မုဟမ္မဒ်နဲ့တမန်တော်ရှူအိုက်ကလွဲလို့နောက်လာမဲ့တမန်တော်အဆက်အနွယ်တွေအားလုံးတမန်တော်အစ္စဟက်ကဆင်းသက်လာတာဇယားမှာတွေ့နိုင်ကြပါတယ်။တမန်တော်အစ္စဟက်ရဲ့သားကတမန်တော်ယာကုပ်ဖြစ်ပါတယ်။တမန်ကျမ်းထဲမှာဂျေကော့လို့ဖော်ပြထားပါတယ်
။တမန်တော်ယာကုပ်နဲ့တမန်တော်ယာကုပ်ရဲ့သားဖြစ်သူတမန်တော်ယူဆုဖ်တို့ကအစ္စလမ်သမိုင်းအစဉ်အလာထဲအလွန်ကြော်ကြားပါတယ်။တမန်တော်ယူဆုဖ်ကိုတမန်ကျန်တဲ့ဂျိုးဆက်လို့ဖော်ပြထားပါတယ်။အခြားတမန်တော်တွေနဲ့ရှင်ရင်တမန်တော်ယူဆုဖ်ရဲ့ဘဝဇာတ်ကြောင်းကိုကျမ်းမြတ်ကုရ်အာန်ကအခန်းတစ်ခုအနေနဲ့တိကျဖော်ပြပြီးအသေးစိတ်ဖွင့်ဆိုထားတာတွေ့နိုင်ကြပါတယ်။တမန်တော်ကြီးယာကုပ်မှာသား12ဦးရှိရာအငယ်ဆုံးဖြစ်တဲ့တမန်တော်ယူဆုဖ်ကိုအချစ်ပို့ခဲ့ပါတယ်။ဒါကိုကျန်တဲ့သားတွေကမကျေနပ်ဖြစ်ကြရာကနေတမန်တော်ယူဆုဖ်ကိုရေတွင်းထဲပစ်ချခဲ့ပြီးဖခင်ကြီးကိုသားငယ်လေးကိုသားရဲတွေကိုက်ဆွဲလို့တေးပြီးလို့လိန်ခဲ့ကြပါတယ်။တမန်တော်ယူဆုဖ်ကိုရေတွင်းထဲကနေအီဂျစ်ကုန်သည်တွေဆယ်ယူသွားကြပြီးနောက်အီဂျစ်မှာကျွန်အဖြစ်ရောင်းချခဲ့ပါတယ်။ဝယ်သွားသူကအာလ်အဇစ်ဖြစ်ပါတယ်။တမန်ကျမ်းထဲမှာပတ်တဖာလို့ဖော်ပြထားပါတယ်။ပတ်တဖာရဲ့အမျိုးသမီးအမည်ကိုတမန်ကျမ်းထဲဖော်ပြထားတာမတွေ့ရပါ။အစ္စလာမ်ရဲ့အစဉ်အလာသမိုင်းအရပတ်တဖာရဲ့အမျိုးသမီးအမည်ကဇူလေခါလို့ဆိုထားပါတယ်။ရှေ့မှာအစ္စလာမ်ရဲ့အစဉ်အလာသမိုင်းလို့သုံးခဲ့တဲ့စကားလုံးနဲ့ပတ်သက်လို့နည်းနည်းရှင်းလိုပါတယ်။အစဉ်အလာသမိုင်းဆိုတာကကျမ်းမြတ်ကုရ်အာန်နဲ့ကိုရ်အာန်မြတ်ကြီးရဲ့ဓလေ့တော်တွေထဲတစ်ခွဖော်ပြထားတာမဟုတ်ပဲအခြားခိုင်လုံတဲ့ကျမ်းဂန်တွေဥပမာကျွန်တော်တို့မြန်မာပြည်မှာရှိထားပြီးဖြစ်တဲ့မဟာဝင်ကျမ်းအစ္စလာမ်ဘောင်းချုပ်ကျမ်းဒီလိုကျမ်းတွေမှာဖော်ပြထားတဲ့ယုံကြည်မှုတွေကိုဆိုလိုတာဖြစ်ပါတယ်။အစ္စလာမ်ယုံကြည်မှုတောင်ဟစ်ကိုထိခိုက်နိုင်တာမျိုးလည်းမဟုတ်။သမိုင်းတစ်လျှောက်လည်းကျင့်သုံးလာခဲ့ပြီးရှေ့ကဆိုခဲ့တဲ့ကျမ်းတွေလိုမျိုးကျမ်းတွေထဲဖော်ပြထားတဲ့ယုံကြည်မှုမျိုးကိုကျွန်တော်ကအစဉ်အလာသမိုင်းအစဉ်အလာယုံကြည်မှုလို့သုံးနှုန်းဖော်ပြခြင်းဖြစ်ပါတယ်။အစ္စလာမ်မဟုတ်တဲ့ယဉ်ကျေးမှုအစဉ်အလာဓလေ့ထုံးတမ်းတွေအစ္စလာမ်ထဲမစင်မကျဲစွန့်ထင်ရောနှောနေတာမျိုးကိုဆိုလိုတာမဟုတ်ကြောင်းသိစေလိုပါတယ်။တမန်တော်ယူဆုဖ်နဲ့ဇူလေခါဇတ်လန်ကအစ္စလာမ်ကဘာမှာ900စုအရှိတိုင်းပါရှန်ကဗျာလိုင်လာအန်မဂျနွန်လို့ကြော်ကြားသလိုအနောက်တိုင်းကရိုမီယိုအန်ဂျူလီယက်လို့ကြော်ကြားပါတယ်။အတူချုပ်ပြောရရင်ဇူလေခါကြောင့်တမန်တော်ယူဆုဖ်ထောင်ထဲရောက်သွားခဲ့ရပါတယ်။သို့တော့အမှန်တရားဆိုတာတိမ်မြုပ်ပျောက်ကွယ်သွားယူမရှိပါ။နောက်ဆုံးတော့ဖာရိုကတမန်တော်ယူဆုဖ်ကိုသူ့အိမ်မက်ရဲ့အနက်ကိုဖွင့်ဆိုခိုင်းရာကနေတမန်တော်ယူဆုဖ်ဟာအီဂျစ်ပြည်ဖာရိုဘုရင်ရဲ့တဆင့်အောက်ယာထုဖြစ်တဲ့ဝန်ကြီးချုပ်တာဝန်ကိုပေးအပ်ချီးမြှင့်ခံရပါတယ်။နောက်ထပ်တမန်တော်2ဦးကတော့တမန်တော်အာယုဘ်နဲ့တမန်တော်ရှူအိုက်တို့ဖြစ်ကြပါတယ်။တမန်ကျမ်းထဲမှာတမန်တော်အာယုဘ်ကို Job လို့ဖော်ပြထားပါတယ်။ဒီတမန်တော်2ဦးစလုံးဟာတမန်တော်ယာကုပ်ကနေတိုက်ရိုက်ဆင်းသက်လာကြတာမဟုတ်ကြောင်းဇယားမှာတွေ့နိုင်ကြပါတယ်။တမန်တော်အာယုဘ်ကတမန်တော်ယာကုပ်ရဲ့အကူဘက်ကနေဆင်းသက်လာတာဖြစ်ပြီးတမန်တော်ရှူအိုက်ကတမန်တော်အိဘရာဟင်ရဲ့နောက်ထပ်သားတဦးဖြစ်တဲ့မာဒီယမ်ကနေဆင်းသက်လာတာဖြစ်ပါတယ်။အစ္စလာမ်ကအာရဗီးယားကနေမွေးဖွားလာခဲ့ပေမဲ့ကျမ်းမြတ်ကုရ်အာန်ထဲဖော်ပြပါတမန်တော်25ဦးရဲ့အမည်နာမတွေထဲကတမန်တော်4ဦးကိုပဲအာရဗီးယားမှာနေခဲ့သူတွေအဖြစ်ဖော်ပြထားတာစိတ်ဝင်စားစရာဖြစ်ပါတယ်။4ဦးထဲက1ဦးကတမန်တော်ရှူအိုက်ဖြစ်ပါတယ်။နောက်2ဦးကတမန်တော်ဟူဒ်နဲ့တမန်တော်ဆွာလီတို့ဖြစ်ကြပါတယ်။နောက်2ဦးကတမန်တော်မဟာမတ်ဖြစ်ပါတယ်။တမန်တော်ရှူအိုက်ကိုဟီဘရူးဘိုင်ဘယ်ထဲကြီးသရိုလို့ဖော်ပြထားသူဖြစ်တယ်လို့ပညာရှင်တို့ယုံကြည်ကြပါတယ်။ဆိုင်းနိုင်ကျွန်းဆွဲမာဒီယမ်အရမှာသူတော်စင်တဦးအဖြစ်ကြော်ကြားသူဖြစ်ပါတယ်။ပညာရှင်တို့အဆိုအရသမီးဖြစ်သူဆဖူရာဟီဘရူးဘိုင်ဘယ်ကဇဖူရာလို့အတန်ထွက်သူဆဖူရာဟာအစ္စလာမ်ရဲ့နောက်ထပ်အရေးပါလှတဲ့တမန်တော်တဦးဖြစ်သူတမန်တော်မူဆာရဲ့ဇနီးဖြစ်ပါတယ်။ဇယားမှာအဝါရောင်ဝိုင်းပြခဲ့တဲ့တမန်တော်9ဦးထဲကတတိယမြောက်တမန်တော်ဖြစ်ပါတယ်။တမန်တော်မူဆာရဲ့အမည်ကိုကျမ်းမြတ်ကုရ်အာန်ထဲအကြိမ်135ကြိမ်ဖော်ပြထားပါတယ်။အခြားတမန်တော်တွေထက်အကြိမ်အများဆုံးဖော်ပြခြင်းခံရတဲ့တမန်တော်ဖြစ်ပါတယ်။တမန်ကျမ်းထဲမိုးဇက်လို့ဖော်ပြထားသူဖြစ်ပါတယ်။တမန်တော်မူဆာရဲ့ညီဖြစ်သူတမန်တော်ဟာရွန်ကိုတမန်ကျမ်းထဲအာရွန်လို့အတန်ထွက်ထားတာတွေ့ရပါတယ်။ဒီတမန်တော်2ဦးစလုံးဟာမိမိရဲ့ဇာတိမြေကနေအစုလိုက်အပြုံလိုက်ထွက်ခွာခြင်းအများတို့သိကြတဲ့ Exodus နဲ့ပတ်သက်လို့ကြော်ကြားတဲ့တမန်တော်တွေဖြစ်ကြပါတယ်။ဟောလိဝုဒ်ရုပ်ရှင်တွေလည်းရှိပြီးသားမို့ကျွန်တော်ပြိတ္တာသိပြီးဖြစ်ပါလိမ့်မယ်။တမန်တော်မူဆာကအရှင်မြတ်ထံကနေသူ့ရဲ့ပညတ်တော်တွေကိုကျမ်းတစောင်စာတစ်ဖွဲ့အဖြစ်ချပေးခြင်းခံရတဲ့ကျမ်းရတမန်တော်4ဦးထက်ကပထမဦးဆုံးကျမ်းရတမန်တော်ဖြစ်ပါတယ်။တမန်တော်မူဆာထံသို့ကျလာတဲ့ကျမ်းကတာဝရာကျမ်းဖြစ်ပါတယ်။ဟီဘရူးဘိုင်ဘယ်အရတိုရာလို့အတန်ထွက်ပါတယ်။ကျမ်းမြတ်ကုရ်အာန်ဟာမွတ်စလင်တွေအတွက်အဓိကကျမ်းဖြစ်တယ်ဆိုပေမဲ့အခြားကျမ်းတွေကိုလည်းအရှင်မြတ်ထံကထုတ်ပြန်တဲ့ကျမ်းတွေအဖြစ်မွတ်စလင်တို့ယုံကြည်ရပါတယ်။တိုရာကျမ်းနဲ့အတူတမန်တော်မူဆာဟာဂျူဒီယဇမ်တမန်တော်တွေထဲကအရေးကြီးဆုံးတမန်တော်တဦးဖြစ်တယ်လို့ဂျူးဘာသာကိုတီထောင်သူလို့လည်းသမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။နောက်ထပ်တမန်တော်တဦးကလျှို့ဝှက်ပြီးပဟေလီဆန်တဲ့ဒူအာခီလ်ဖီဖြစ်ပါတယ်
မြန်မာလိုတမန်တော်ခေရစီလို့လည်းခေါ်ကြပါတယ်ကျမ်းမြတ်ကုရ်အာန်ထဲသူ့အမည်ကို2ကြိမ်ဖော်ပြထားပါတယ်အချို့ပညာရှင်တွေအလိုအရသူ့ကိုတမန်တော်လို့မသတ်မှတ်ပါတမန်ကျမ်းထဲဖော်ပြထားတဲ့ Ezekiel နဲ့ဆက်ဆက်လို့ရတယ်ဆိုပေမဲ့အဆူကွဲနေပါသေးတယ်နောက်ထပ်တမန်တော်2ဦးကတော့တမန်တော်ဒါဝုဒ်နဲ့တမန်တော်ဆူလီမန်တို့ဖြစ်ကြပါတယ်တမန်ကျမ်းအရာဒေးဗစ်နဲ့ဆောလမွန်တို့ဖြစ်ကြပါတယ်သားအဖတွေဖြစ်ကြပါတယ်ဒီတမန်တော်သားအဖဒေးဗစ်နဲ့ဆောလမွန်တမန်တော်တွေကတော့ယဟူဒါဂျူဒါကနေဆင့်သက်လာကြတာဖြစ်တယ်လို့တမန်တော်မူဆာကတော့လာဝီလီဗိုင်းကနေဆင့်သက်လာတာဖြစ်ပါတယ်တမန်တော်မူဆာလိုပဲဒီတမန်တော်2ဦးလုံးဟာလည်းကျမ်းရတမန်တော်တွေဖြစ်ကြပါတယ်သူတို့ကျမ်းကိုဇဘူရ်လို့ခေါ်ပါတယ်တမန်ကျမ်းထဲကဆလန်ကျမ်းဖြစ်ပါတယ်ကမ္ဘာသမိုင်းမှာအော်တိုမန်မင်းဆက်တွေထဲကဆူလီမန် the Magnificent ဆိုပြီးအရှိန်အဝါကြီးမားခဲ့တဲ့ဘုရင်တဦးရဲ့အမည်ကလည်းဆူလီမန်ဖြစ်လေတော့ဒီအမည်ကအတော့ကိုထင်ရှားပါတယ်နောက်ထပ်တမန်တော်2ဦးကတမန်တော်အီလီယတ်နဲ့တမန်တော်အာလီယာဆတ်တို့ဖြစ်ကြပါတယ်တမန်တော်ဟာရွန်ကနေဆင်းသက်လာကြတာဖြစ်ပြီးတမန်ကျမ်းကအလိုက်ဂျာနဲ့အလိုက်ရှာလို့ဖော်ပြထားပါတယ်ဂျူဒီယဇင်အရတမန်တော်အီလီယတ်ကိုတမန်တော်မူဆာလိုပဲအရေးကြီးဆုံးလို့သတ်မှတ်ပါတယ်အစ္စလာမ်ကတော့ဒီလိုမဟုတ်ပါကျမ်းမြတ်ကုရ်အာန်ထဲနောက်ထပ်ဖော်ပြပါရှိတဲ့တမန်တော်2ဦးကတမန်တော်ယူနုစ်ဖြစ်ပါတယ်တမန်ကျမ်းထဲမှာဂျိုနာလို့ဖော်ပြထားပါတယ်အေယာမ9ကြီးကဝါမျိုးခဲ့တဲ့တမန်တော်ဖြစ်ပါတယ်တမန်တော်ယူနုစ်နောက်မှာတမန်တော်ဇကရီယာတမန်တော်ယဟယာနဲ့တမန်တော်အီဆာတို့ဖြစ်ကြပါတယ်ဒီတမန်တော်တွေနဲ့ပတ်သက်လို့ဟီဘရူးဘိုင်ဘယ်ထဲဖော်ပြထားတာမတွေ့ရပါတမန်ကျမ်းဓမ္မသစ်ကျမ်းထဲဖော်ပြထားပါတယ်ဟီဘရူးဘိုင်ဘယ်ဆိုတာခရစ်ယာန်တို့ရဲ့ဓမ္မဟောင်းကျမ်းဖြစ်ပါတယ်တမန်တော်ဇကရီယာကတရားဟောဆရာတဦးဖြစ်ပါတယ်တမန်တော်ယဟယာဖခင်ဖြစ်ပါတယ်တမန်တော်ယဟယာကိုဓမ္မသစ်ကျမ်းထဲမှာ John the Baptist လို့ဖော်ပြထားပါတယ်ကျမ်းမြတ်ကုရ်အာန်အရာတမန်တော်ဇကရီယာရဲ့အမျိုးသမီးမှာညီမတဦးရှိပါတယ်ဒီညီမဟာအင်မရန်နဲ့လက်ထပ်ထိမ်းများပြီးသမီးလေးမာရီယမ်ကိုမွေးဖွားခဲ့ပါတယ်အင်မရန်ကွယ်လွန်သွားတဲ့အခါမာရီယမ်ဟာဦးလေးတော်ဆက်သူတမန်တော်ဇကရီယာရဲ့အုပ်ထိပ်မှုအောက်ရောက်လာခဲ့ပါတယ်မာရီယမ်သခင်မကိုခရစ်ယာန်တို့ကမယ်ရီလို့ခေါ်ကြပါတယ်ခရစ်ယာန်တို့အတွက်မယ်ရီသခင်မအရေးပါတယ်လို့မွတ်စလင်တို့အတွက်လည်းမာရီယမ်သခင်မဟာအရေးကြီးအခမ်းကဏ္ဍမှာရှိပါတယ်မာရီယမ်သခင်မအရေးပါတယ်လို့မာရီယမ်သခင်မရဲ့သားဖြစ်သူတမန်တော်အီဆာကလည်းအလွန်အရေးကြီးတဲ့အခမ်းကဏ္ဍမှာရှိပါတယ်တမန်တော်အီဆာကိုခရစ်ယာန်တို့က Jesus မြန်မာလိုယေရှုသို့မဟုတ်ခရစ်တော်လို့ခေါ်ကြပါတယ်ခရစ်ယာန်ရောမွတ်စလင်ရောယေရှုကိုမာရီယမ်သခင်မရဲ့သားအဖြစ်ချွင်းချက်မရှိလက်ခံထားပါတယ်သို့တော်ခရစ်ယာန်တို့အလိုအရ Jesus မှာအဖေရှိပါတယ် Jesus ရဲ့အဖေကဘုရားသခင်ဖြစ်ပါတယ်အစ္စလာမ်ကတော့ဒီလိုမယူပါ Jesus မှာအဖေမရှိဘူးလို့ယူပါတယ်သူဟာဘုရားသခင်ရဲ့သားလည်းမဟုတ်ဘူးလို့ပြတ်ပြတ်သားသားညင်းထားပါတယ်ဒီလိုပဲကျမ်းမြတ်ကုရ်အာန်ရဲ့အဆောင်အမှတ်30ကဏ္ဍအမှတ်112ဟာလူသားတို့ကိုးကွယ်ရာအရှင်ကိုတိတိကျကျဖွင့်ဆိုပြထားတဲ့ကဏ္ဍဖြစ်ပါတယ်တမန်တော် Jesus ကိုလည်းအစ္စလာမ်ကတမန်တော်တဦးအဖြစ်သတ်မှတ်ပါတယ်သူ့ရဲ့ကျမ်းကိုအင်ဂျီလ်လို့ဖော်ပြထားပါတယ်ခရစ်ယာန်တို့တမန်ကျမ်းထဲက Gospel Book of Gospel ဖြစ်ပါတယ် Book of Gospel ဆိုတာဓမ္မသစ်ကျမ်းအရာMatthew, Mark, Luke, John တို့ဖြစ်ကြပါတယ်မြန်မာလိုရှင်မသက်ခရစ်ဝင်ရှင်မာကုခရစ်ဝင်ရှင်လုကာခရစ်ဝင်ရှင်ယောဟန်ခရစ်ဝင်တို့ဖြစ်ကြပါတယ်မွတ်စလင်တို့ကအင်ဂျီလ်ကျမ်းကိုအရှင်မြတ်ထုတ်ပြန်ပို့ချခဲ့တဲ့ကျမ်းတွေထက်ကကျမ်းတစ်ခုအဖြစ်လက်ခံယုံကြည်ရပါတယ်သို့တော့ Jesus ထံသို့အမှန်တကယ်ကြာရောက်ခဲ့တဲ့မူရင်းကျမ်းကကွယ်ပြောက်သွားခဲ့ပြီလို့သတ်မှတ်ပါတယ် Jesus နဲ့ပတ်သက်လို့ခရစ်ယာန်နဲ့မွတ်စလင်တို့ရဲ့ဘုံတူညီချက်ကတမိုင်းဏီကုံချုပ်ချိန်မှာ Jesus ဒုတိယအကြိမ်ပြန်လာအောင်မယ်ဆိုတဲ့ယုံကြည်ချက်ဖြစ်ပါတယ်အခုအစ္စလာမ်ယုံကြည်ချက်ထဲမှာအရေးကြီးဆုံးတဲ့တမန်တော်အပေါင်းရဲ့နောက်ဆုံးတမန်တော်အချုပ်အပိတ်လို့ဆိုထားတဲ့တမန်တော်မုဟမ္မဒ်ဖြစ်ပါတယ်ဆိုလိုတာကအရှင်မြတ်ဟာတမန်တော်မုဟမ္မဒ်နောက်မှာသူ့ဖန်ဆင်းခံလူသားတွေနဲ့နောက်ထပ်မဆက်သွယ်တော့ဘူးလို့ဆိုလိုတာဖြစ်ပါတယ်ရှင်းမှာအဝါရောင်ဝိုင်းပြခဲ့တဲ့တမန်တော်တွေထဲက9ဦးမြောက်တမန်တော်ဖြစ်ပါတယ်အရှင်မြတ်ဟာကိုရမြတ်ထံသို့နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့ကျမ်းမြတ်ကုရ်အာန်ကိုထုတ်ပြန်ပို့ချပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုရမြတ်ကလည်းကျမ်းရတမန်တော်တွေထဲကတဦးဖြစ်တယ်လို့မွတ်စလင်တွေကိုကျမ်းရလူသားတွေလို့ဆိုပါတယ်ဒီလိုပဲဂျူးနဲ့ခရစ်ယာန်တွေကလည်းကျမ်းရလူသားတွေဖြစ်ကြပါတယ်ကျမ်းမြတ်ကုရ်အာန်ဆိုတာစာအုပ်တအုပ်ထက်ပိုပါတယ်ကျမ်းမြတ်ကုရ်အာန်ဆိုတာအရှင်မြတ်ရဲ့စကားလုံးတွေပညတ်တော်တွေဖြစ်ကြပါတယ်ဒါကြောင့်ဘာသာပြန်သည့်ဖြစ်စေအပြောင်းလဲလှုပ်လို့မရပါမူရင်းကိုမိတ်တူပွားရမှာလဲအကြအပေါက်တစ်လုံးတစ်ပေါက်လောက်ကိုပင်အပြောင်းလဲလှုပ်လို့မရပါကျမ်းမြတ်ကုရ်အာန်ကလည်း
ကိုရမြတ်ထံသို့ကြာရောက်ခဲ့တဲ့အတိုင်းမူရင်းမပြတ်ယနေ့တိုင်တည်ရှိနေတာဖြစ်ပါတယ်။အရှင်မြတ်ကလည်းမိမိချပေးတော်မူတဲ့ကျမ်းကိုမိမိကိုယ်တိုင်ထိမ့်သိမ်းစောင့်ရှောက်မယ်လို့တာဝန်ယူထားပြီးဖြစ်ပါတယ်။တမန်တော်မြတ်ကြီးဟာတမန်တော်အစ္စမာအီကနေဆင်းသက်လာတာဖြစ်ပါတယ်။ဒီဇာတ်မှာကိုရမြတ်ဆင်းသက်လာပုံမျိုးရိုးကိုဖော်ပြထားပါတယ်။သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့ရှာဖွေတွေ့ရှိထားကြသမျှအထောက်အထားခိုင်ခိုင်လုံလုံဖော်ပြထားတာဖြစ်ပါတယ်။ကိုရမြတ်ကြီးရဲ့အခြားအချက်လက်တွေကထင်ရှားပါတယ်။သူခေတ်အခါကတည်းကမှတ်တမ်းတင်ထားခဲ့တဲ့မှတ်တမ်းမှတ်ရာတွေတိတိကျကျရှိနေပြီးဖြစ်ပါတယ်။ကိုရမြတ်ကြီးရဲ့မိခင်ဖခင်ကျင်ရတော်တွေစသဖြင့်ဖြစ်ပါတယ်။ကိုရမြတ်ကြီးရဲ့မိသားစုနဲ့အတူတာဝကကြီးတွေနဲ့ပတ်သက်လို့တမန်တော်မဟာမတ်နဲ့အိမ်တော်သူအိမ်တော်သားများမျိုးရိုးဆင့်သက်လာကြပုံမှာဆက်လက်ဖော်ပြသွားပါမယ်။တမန်တော်များမျိုးရိုးဆင့်သက်လာကြပုံဒီမှာပြီးဆုံးသွားပါပြီ။နောက်အခန်းများမှာပြန်ဆုံကြပါအောင်မယ်။